958နှစ်ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဖြစ်ပြမြင်တဲ့ဉာဏ်ဖြစ်ပြမုန်းတဲ့ဉာဏ်ဖြစ်ပြဆုံးတဲ့ဉာဏ်တရားတော်49မိနစ်အလုပ်ပေး plus အတန်ကောင်း plus မဉ္ဇဉ်ရတဲ့ပုဂ္ဂိုလ်ဒီကားလို့ဆိုလို့ရှိရင်နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်ဒီကားလို့ဆိုရင်သုံးနံနဲ့တက်ရပါကွာကျန်နံဘက်ကယထာဘုဒ္ဓညာနှစ်နံဘက်ကနုဗ္ဗိန္ဒညာသုံးနံဘက်ကမဉ္ဇဉ်ဒါပဲရှိပါသောင်းနေတိုင်းဘယ်ပါဠိတော်မှာဘုရားရှင်ကိုရမကြီးသူကိုယ်တိုင်ဟောလို့မြည်သူဒီကိစ္စပြီးသွားတယ်ဆိုတာများတော့လုံလောက်ပါလားအဲ့ဒါဝင်လို့ရတဲ့ချက်မှာဧဝမေတ္တံယထာဘုဒ္ဓံသမပညာတထပံဧဝမေတ္တံယထာဘုဒ္ဓံသမပညာယတထယထာဘုဒ္ဓံပါသမပညာယဥပဒနာမပညာဖြင့်ဥပဒနာပညာဖြင့်တထပံရှုဆိုတော့ဓမ္မရတနာ၌ဘယ်စိတ်ပေါ်ခြင်းနဲ့စိတ်ရှင်းစိတ်ကိုနောက်ညာကသာရှုပြီးဘယ်စိတ်ပေါ်ခြင်းနဲ့စိတ်ပေါ်သူဆိုင်ရှင်းစိတ်ပေါ်တာကိုနောက်ညာကသာရှုပေါ်ခြင်းပေါ်ကောင်းတာပေါ်မကောင်းတာပေါ်ခြင်းပေါ်နောက်ညာကရှုပြီးဆိုကြတော့နောက်ညာကရှုပြီးလို့ရှိရင်ဓမ္မတွေ၌အပြတ်တတ်တွေ့ရဘာဖြစ်လို့လဲလို့မင်းလို့ရှိရင်ရှင်းစိတ်၆ပြီးမှနောက်ညာပေါ်နိုင်တော့ကြောင်းပြပြတ်တယ်။အဲဒါဘယ်စိတ်ပေါ်တရားဓမ္မတော့ရှင်းပေါ်တဲ့စိတ်ချုပ်ပြောက်သွားတာလေ။နောက်ညာနဲ့ကတက်တယ်ပြီ။အဲဒါရထဘုဒ္ဓညာမယ်။ချုပ်သွားတဲ့စိတ်ကိုသူဝင်နောက်ညာကတည်းရှုပြီ။ဒါရထဘုဒ္ဓညာ။ရတာကဟုတ်တယ်မှန်ဆိုဘုဒ္ဓကရှိတယ်။ဟုတ်တယ်မှန်ဆိုရှိတာကိုရှုပြီ။ဟုတ်တယ်မှန်ဆိုရှိတာကရှင်းဓမ္မကချုပ်သွားတာ။နောက်ဓမ္မကချုပ်သွားတယ်လို့သိတာ။ဒါပြင်ရှင်းဓမ္မကချုပ်သွားတယ်။နောက်ဓမ္မကချုပ်သွားတယ်လို့သိပြီးတော့ခန္ဓာကိုယ်ထဲမှာရှိတယ်ကဘာတွေရှိကြတုံးဆိုချုပ်ပြုတ်တာတွေရှိယောဂကြည့်လိုက်လဲချုပ်ပြုတ်တာလည်းရှိမှာနာမ်ပဲကြည့်လိုက်နော်အဲ့ဒါချုပ်ပြုတ်တာကိုနောက်ကကြည့်ရမရှိချုပ်ပြုတ်တာနောက်ကကြည့်နိုင်လို့ရှိရင်ဖြင့်ယထာဘုဒ္ဓယထာကဟုတ်တိုင်းဘုဒ္ဓကရှိဟုတ်တိုင်းမှန်ဆိုရှိကြည့်ပြီဆိုတော့ခန္ဓာရမ်းဟုတ်တိုင်းမှန်ဆိုရှိတာပဲအမှန်ပြောသမှာတော့ဆိုတော့ပြတ်တာရှိတယ်မပြတ်တာတခုမှမရှိဘူးလေမကြရဟုတ်တယ်မှန်တယ်ပြီးတဲ့ဉာဏ်ကြီးဘာကိုမြင်လို့ရှိကြုံလို့မေးပါတယ်ဒါလည်းရှိသဗ္ဗသင်္ခါရအိဋ္ဌာကိုဒီလိုလုံးအိဋ္ဌာအဲ့ဒီအပြည့်ကိုတော့ပြုတ်မယ်ဆိုလို့ရှိရင်ဒါဟုတ်တယ်မှန်တယ်ပြီးတဲ့ဉာဏ်မှရှိတဲ့ဉာဏ်ဘုရင်သဘောကျဧဝမေတ္တယတဗုဒ္ဓသမပညာယတထဗံဘယ်တော့မှဆိုလာတယ်အဲ့တော့တရားတော်တဲ့ပုဂ္ဂိုလ်တွေမှာဘုန်းကြီးပြောပြီးတဲ့သူ့ဉာဏ်နဲ့သူပေါ်တာသိပြီးလို့ရှိတယ်အဲ့ဒီနေရာပေါ်တဲ့တရားကိုကနောက်ကဉာဏ်ကရှိပြီအပြတ်မှာတော့ဘာမှမတွေ့ဘူးတခြားဘာတွေ့ရရှိသေးတယ်တခြားဘာမှတွေ့ရမရှိတော့ကြောင့်အာလမဓမ္မတွေနောက်ဉာဏ်ကကြီးတဲ့အချိန်မှာရှင်းစိတ်ကချုပ်ပြီးသားကြီးဖြစ်နေအဲ့တော့ချုပ်ပြီးသားဖြစ်နေတာကိုချုပ်သွားပြီးလို့နောက်ကအမှန်ဉာဏ်လို့ရှိရင်ယထာဘုဒ္ဓဉာဏ်နောက်ဉာဏ်ဘာဉာဏ်ခေါ်ကြအောင်ယထာကဟုတ်တယ်ဘုဒ္ဓကရှိတယ်ဟုတ်တယ်မှန်တော့ရှိတာသူမြင်တယ်ဟုတ်တယ်မှန်တော့ဘယ်လိုရှိလဲပြတ်တယ်ရှိဟုတ်တယ်မှန်တော့ရှိတယ်ဆိုတော့ဘာရှိတယ်ပြတ်တယ်ရှိတာကိုဆိုတော့ကြောင့်ဒီဉာဏ်ဘာဉာဏ်ခေါ်ကြမလို့အဲဒီပြတ်တယ်ရှိတာကိုသိတဲ့ဉာဏ်ယထာဘုဒ္ဓဉာဏ်ဖြစ်လေတော့ကြောင့်ဒီဉာဏ်ဟာနောက်လာမယ့်ဉာဏ်ရှိကပြတ်သွားတာကိုနောက်ဉာဏ်ကနေကြည့်လိုက်ပြတ်သွားပြီလို့သိမသိဘူးနောက်ဉာဏ်ကသိဘုရားလာရှိမှလာတာအပြစ်ကြီးလားအဲဒီလိုသိတဲ့အခါကျတော့ပြတ်တာဘာဖြစ်လဲမခိုင်တော့ပြတ်တယ်ဆိုရင်အိဋ္ဌာလည်းပါသွားတယ်ဇာတိဇရာမရဏချက်လို့ပြတ်တယ်ဆိုရင်ဒုက္ခပါသွားတယ်ဘုရုမသားလို့ရှိလို့မရလို့ပြတ်သွားတယ်ဆိုရင်နတ်ပါတယ်ဒီအပြတ်ဉာဏ်သုံးခုပါသွားအိဋ္ဌာဒုက္ခနဲ့ပါသွားအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအပြတ်ဉာဏ်သုံးခုပါဒါပြန်ဒီဉာဏ်ဒီအပြတ်ရှိတာအပြတ်ဉာဏ်တော့ကြောင့်ဘာဉာဏ်ခေါ်ကြမလဲယထာကဟုတ်တယ်မှန်ဆိုဘုရားကရှိဟုတ်တယ်မှန်ဆိုသူဟာသူ့သဘောနဲ့သူပြတ်နေတာလေကိုဟုတ်တယ်မှန်ဆိုသိနောက်ညာဒါပြန်ဥပ္ပန်နဲ့နောက်ညာဒီဘာညာခေါ်မလို့ညာမလို့ဆိုတော့ဟုတ်တယ်မှန်ဆိုပြီးတယ်ညာသိပြီအဲ့ဒါအဲ့ဒီဟုတ်တယ်မှန်ဆိုပြီးတဲ့ညာကိုရတဲ့ဒကာဓမ္မတရားတစ်ခုတရားဥတ္တမိကနဲ့အတူတူပဲတရားဆုံးရောက်တော့တရားဥတ္တမင်တရားဆုံးတို့တရားဥမှမတတ်တဲ့ပုဂ္ဂိုလ်ကချုပ်တရားဆုံးရောက်ပါတယ်ဆိုရင်ဥပ္ပင်စီယုံလန်းပြောတရားဥမှမတတ်မိလို့ရှင်တရားဆုံးကျုပ်ရောက်တယ်လို့ဆိုရင်ဒါယုံနိုင်ရရှိပါဒီမှာလည်းယထာဘုဒ္ဓညာမပါသေးနဲ့ကျုပ်ဒီနိဗ္ဗာန်ရောက်ခဲ့တယ်ဆိုလို့ရှိရင်အလကားပြောရင်းမိကြ။ကောင်းပြီဒါနဲ့ရှိဓမ္မတွေရုပ်ပေါ်နာမ်ပေါ်တရားဓမ္မတွေကြိုက်ရရှုရုပ်လည်းမတွေ့ဘူးနဲ့နာမ်လည်းမတွေ့ဘူးနဲ့အပြတ်တတ်တွေ့တယ်။ဒ
ဘောကြဒါရင်အပြက်ကတွေးလို့ရှိရင်ဖြင့်အပြက်မြင်တဲ့ညာဘာညာခေါ်ကြအဲ့ဒါပါဠိတော်မှာဒီတိုင်းရှိဧဝမေတံရတ္တဗုဒ္ဓသမပညာတထပါဝင်ရတာဟုတ်ကဲဆက်ရစံဝင်တာဧဝံပတ္တံဘိက္ခုမလားဘူးလားဥက္ကဏနဲ့ရတယ်နော်ဧဝံပတ္တံဘိက္ခုသုတ္တဝါရိယတာဘောအကြောင်းမြင်တဲ့ပြည့်စုံတဲ့အရိယာဣတိတာပိဝိညာဏသမိန်ပိနိဗ္ဗာန်တိယူပသမိန်ပိနိဗ္ဗာန်တိသုလကနာလာမယ်ရုပ်ရှင်ရုပ်ကိုညင်းဝေလာမယ်နာမ်ရှင်ဒါပြင်ယတ္တဗုဒ္ဓဉာဏ်ရပြီးတဲ့ပုဂ္ဂိုလ်ဟာဆက်ရှိဒီတက်တဲ့ဆက်ရှိလို့ရှိရင်ဒကာဓမ္မတွေမှတ်ထားပါဒီအပြစ်ကိုညင်းဝေလာပါလားညင်းဝေပါနဲ့ဆိုရပါဩဒါဖြင့်ညင်းဝေတဲ့ဉာဏ်ပြီးဥစဉ်ပေလို့ဥစဉ်ပြီးတော့မျက်နှာမှဉာဏ်ပါယတ္တဗုဒ္ဓဉာဏ်ပြီးမှသူလာသိမိယတ္တဗုဒ္ဓဉာဏ်ပြီးမှဥဝင်ညင်းဝေတယ်နော်ဒီညာညင်းဝေတယ်အရင်တော့ကတော့သူ့ဆိုင်ဆွဲယတ္တဗုဒ္ဓဉာဏ်ခုတော့ရှုပါများပြီးဒီကလာလာတဲ့အခါကျတော့ယတ္တဗုဒ္ဓဉာဏ်နဲ့ပြတ်တိုင်းမြင်လာတဲ့ဓမ္မတွေကြတော့ဒီပြည့်ကြည့်မြင်ရတာရှင်းမောက်ပြတ်သွားလိုက်ရှင်းမောက်မှာကြည့်လိုက်ပြတ်သွားလိုက်ကြည့်လိုက်ပြတ်သွားလိုက်ကြည့်လိုက်ပြတ်သွားလိုက်အပြည့်ကြည့်ကြည့်နေရတဲ့ပုဂ္ဂိုလ်ဒုတိယဟာဥပါဒ်ညင်းဝေလာမှာပါပဲဗျာမညင်းဘူးပါနဲ့ဆိုလို့ရပါအဲ့တော့ငါပြောရသူမျက်နှာမှန်ညာဟောအင်းမေကဲဝင်ပါဠိတော်နဲ့ကဲတက်ကြည့်ဧဝံပတ္တံဘိက္ခုဧဝံဤသို့ပတ္တံယတ္တဗုဒ္ဓဉာဏ်နဲ့အပြည့်ကိုမြင်တဲ့ပုဂ္ဂိုလ်သည်ဝိညာဏသမိန်တိနိဗ္ဗာန်တိယူပသမိန်တိနိဗ္ဗာန်တိဝေဒနာတိနိဗ္ဗာန်တိနိဗ္ဗာန်ဉာဏ်ကြီးလာမယ်။အဲဒါပါဠိတော်နဲ့ကြိုက်တယ်။ယတ္တဗုဒ္ဓဉာဏ်ရပြီးရင်ဘယ်ဉာဏ်လာရမလဲ။ဟောနိဗ္ဗာန်ဉာဏ်လာမှတ်ထားကြတယ်။ရတဲ့ပါဠိထဲမှာဉာဏ်စမတက်တတ်မှာဆိုလို့ဥဝင်ရှင်းပြတယ်။ဒါကြောင့်ဒီစမနော်အလကားကြောက်ရွံ့နေတာမဟုတ်ဘူးသူဉာဏ်စဉ်ဒီတိုင်းတက်လို့ပြောအမေကကာကွယ်ရေးလုပ်နေလို့ခက်တယ်ကာကွယ်ရေးမလုပ်တာနဲ့တဲ့ဒီဆိုခင်ဗျားတို့နိဗ္ဗာန်ရတဲ့အစီအစဉ်မှာသိနေတယ်ကောင်းပြီဧဝမေတ္တံယတ္တဗုဒ္ဓံသမပညာတထဗံဆိုတာကအပြည့်မြင်နေညာဧဝံပတ္တံဘိက္ခုဘိက္ခုရောနဲ့ဧဝံပတ္တံဤသို့မြင်ခဲ့ပြီရှိတယ်ဝိညာဏသမိန်တိစိတ်ပေါ်၌ပြည့်သွားတဲ့ပေါ်၌ပြည့်သွားတဲ့စိတ်ပေါ်၌နိဗ္ဗာန်ကြီးညှိမွေလာတာရုပ်ရှင်ရုပ်ညှိမွေလာတာနာမ်ရှင်ညှိမွေလာတာမညှိမွေလာတော့ဆိုလို့မရဘူးတဲ့ဥမာပါဠိတော်မှာမရှိဘူးဒါကြဒီပါဠိတော်လေးခင်ဗျားတို့နောက်ပဲသင်သွားကြည့်တွေ့တော်တော်ဖြင့်ဒုတိယဉာဏ်ကညှိမွေလာတာညှိမွေလာပြီဆိုတော့ဘာညှိမွေလာတော့ဟိုးဒီလိုဒီဆုံးသွားတာကုံသွားတာလေးညင်းနေရတာဦးကပေါ်လာတော့ဆုံးသွားတာမြင်လိုက်ကုံပြောက်သွားတာမြင်လိုက်ကုံပြောက်သွားတာမြင်လိုက်ဆိုတော့ဒီကံဘာဖြစ်လာညင်းဝေဟောကြဒါကြောင့်ညင်းဝေတဲ့ဉာဏ်ဒီနှစ်နာမှဉာဏ်လို့ခေါင်းကပြောခဲ့ဥဝင်ရှင်း납တာဒါကြောင့်ဝေဒနာရှိရင်ဝေဒနာညင်းဝေလာမှာလားသို့တော့ဝေဒနာညင်းဝေတာလားခန္ဓာ၅ပါးညင်းဝေတာလားလို့မေးတော့အစ်စ်ကိုပြောပါရှင်ပြတ်တာမြင်နေလို့ညင်းဝေတာကြောက်တာကြီးကိုခဏခဏတွေ့နေရတယ်ညင်းဝေတာလက်ကမွားရေးတစ်ဆယ်သုတ်ဝါလိုက်ကြာနေခဲ့ပြန်ပြီနောက်တစ်ခါသုတ်ဝဲခဲ့ကြာနေခဲ့ပြန်ပြီနောက်တစ်ခါသုတ်ဝဲခဲ့ကြာနေပြန်ပြီဆိုတော့လက်ကမွားပေါ်မှာညင်းဝေတော့ဘူးကျမကိုင်တော့ဘူးတွေ့ရတော့သုတ်တော့မယ်မလာဘူးကြလားဟမ်ဘာဖြစ်လဲတော့ဘုရုပေါ်မှာညင်းဝေတာတော့ကြောက်တဲ့ပေါ်မှာညင်းဝေတာရင်းနေလက်ကမွားဆိုတော့ကတော့နမကတ်သင်္ကေတဘုရုမှညင်းပြတ်တယ်ခေါင်းလို့ဖတ်တာရင်းနေဘာဖြစ်လို့ညင်းနေတာပြတ်တယ်ခေါင်းကညင်းနေတာဆိုပြတ်တာညင်းနေတာလက်ကမွားညင်းနေတာကပြတ်တာညင်းနေတာလက်ကမွားပြတ်သူထုတ်ထားမှာပေါ့လေဟုတ်ဘူးလားဘာညင်းနေတာလဲမဝယ်ကျင်တော့ဘူးလို့ပြောတာလေဘာဘူးလို့ပြောမဝယ်ကျင်တော့ပြောတာကြောက်တော့လို့အဲကြောက်တာမြင်တဲ့ပုဂ္ဂိုလ်ကမင်းကမဝယ်ကျင်ဝယ်လည်းကြောက်မှဆိုတော့ကြောက်ဒါပေမဲ့ဘယ်ခန္ဓာမှသုံးတောင်းတော့ကြောက်တယ်လုံးရင်းပြီလားဘယ်တော်ရောမှာဟောကြောက်တယ်လုံးလို့လားရင်းပြီလားအဲ့ဒါဘယ်ခန္ဓာတော့ရကြတော့ဝေဒနာမမတော့ဝေဒနာလားဘာဖြစ်လို့တော့ကြောက်တယ်နဲတော့တတိယရဟမ်ကျေဝေတွေလားဥစဉ်ကြီးဘာဖြစ်လို့လဲကြောက်တယ်ကောင်းပြီဒါဖြင့်ကြောက်တာမြင်မှများရင်ညီမမပေးကြတယ်ကြောက်တာပြက်တာကမြင်မေးကြောက်သွားပြီပြက်သွားပြီလို့တရားကျော်သိပြီဘာဖြစ်မှလဲရင်းမိ
ဒါဖြင့်ခဏကညာနဲ့ယတ္တဗုဒ္ဓညာနဲ့အခုနိဗ္ဗာန်ညာနဲ့ဘာထူးတယ်လဲသူကလည်းကမဲမဲဘုန်းကြီးတို့ဓမ္မတွေကမင်းဖတ်ထူးတယ်သူကကြောက်စနေသူကပြောက်ပါများတယ်ကြောက်စဆိုတော့တစ်ခါကြောက်ဆိုရင်တော့နောက်မဘုံလာသေးတယ်ကံကောင်းကြောင်းနဲ့ကြောက်နောက်တစ်ခါဝယ်ဦးမှာတကြောက်ကြောက်နေတာဘယ်တော့မှမဝယ်ဘူးကွာကဏ္ဍသေးတယ်သိကွာမကွာဘူးကကဏ္ဍသေးတယ်သိကွာဒါကြောင့်ရတ္တဗုဒ္ဓဉာဏ်နဲ့နိဗ္ဗာန်ဉာဏ်ဒီကိလေသာကိုသိတဲ့နေရာမှာဥစ္စာကြီးဘယ်လိုပို့သေးလဲပြန်ရတ္တဗုဒ္ဓဉာဏ်ကကြောက်တာတည်းမြင်ကြောက်တာကိုမောင်းမလာဘူးနောက်တစ်ခါအကြောင်းညင်ဝယ်ဦးမကွာပါသေးတယ်တခါမသေးဘူးလေကုန်းသေးရလားကြောက်တာများလာတဲ့ခါကျတော့ဘယ်ပစ္စည်းမှကျုံနဲ့မတော်တော့ဘူးဘယ်ပစ္စည်းမှကျုံနဲ့မတော်တော့ဘူးဆိုတာလာမလားမလားဘူးအဲဘယ်ခဏမှကျုံလို့ကျုံတော့ဒီမိဒါဖြစ်ပြောင်းမှာပြောင်းမှာပဲမလာကြဘူးဒီမိဒါဖြင့်ဒီညာဟာတော်ရေးကြည့်ဒီညာတော်ရေးကြည့်တယ်မကြည့်ဘူးလားဒါဖြင့်ခင်ဗျားတို့ဆက်ရှုနေလို့ရှိရင်ဖြင့်ဘာလို့ပေါ်လာဥစ္စာကြီးကြောက်ကြည့်နေတာဟုတ်လားသူကလည်းပြောက်ပြီးမှပေါ်ရတဲ့ညာဘူးဗျာအဲ့တော့ပြောက်ပြီးသားကြီးမမြင်ဘူးလားဒါဖြင့်ဥပါဒံဇပါညာခေါ်မလို့နေပြီဟုတ်ပြီဒါဖြစ်လို့ခင်ဗျားနေပြီနဲ့ညီးငွေရတာတော့အော်လီဆန်ရတာတော့နေပြီနဲ့ညာဆိုတာအော်လီဆန်နဲ့ညာပြောမပြောချင်ဘူးဗျာဘာမှပြောသုံးချလို့ခေါင်းလေးရတယ်သုံးလေးရတယ်လို့မရှိဘူးကြောက်ပါလားယူတယ်ဟုတ်ဘူးလားအသုံးချလို့ဖြစ်သေးရလားဒါတော့အသုံးချလို့မဖြစ်တာကြီးမြန်လို့ညီးငွေသဘောကျဘယ်နေရာသုံးချကြောက်သွားတာကြီးမှန်းပြီးတော့ဘယ်နေရာသုံးချဒီလေးကခင်မနာကလုံးဝမလို့ကျင်တော့ဘူးဆိုတာမလာတာတမဲကျန်တော့မကန်ကျင်တော့ဘူးဆိုတဲ့စိတ်ကလာရလားသဘောကျဒါတော့သူကညီးငွေရုံမုန်းရုံပဲရှိသေးဥမာမှာဘုန်းကြီးတရားဓမ္မအိမ်မှာနေတဲ့ခိုင်းစေတဲ့ကလေးမလေးတယောက်ဖြစ်ပြီဒီလက်မျက်လုံးနဲ့စူးထားပြီမုန်းတာဆက်နေရမကြအပြုံးနေရမကြဝုဖို့နေရမကြကလေးနေရမကြဆိုကြပါစို့မုန်းတာပြီမုန်းတော့မုန်းပေရှိသွားတော့လို့ဆိုဗလားသူကမုန်းတာပဲရှိတယ်သွားတော့မဆိုနဲ့ရင်းမိလားမုန်းတာပဲရှိသွားတော့ဆိုနေရဒါဖြင့်ဒီညာလေးမုန်းတယ်ဆိုရဲခင်မှုတော့သေးတယ်တို့တော့သွားတော့ဆိုတဲ့ဥစ္စာမသုံးရက်သေးဘူး3ရက်ပါမသုံးရက်သူကြည့်နေသေးတယ်လို့ပြောသေးတယ်မပြောဘူးလားပြောသေးတယ်တဲ့ဒါမုန်းယုံမရှိပါသေးတယ်ဝင်ရဧဝံပတ္တံပုဂ္ဂိုလ်သုတ္တဝါရိယတောကောယူပသမမိနိဗ္ဗာန်ဝေဒနာယပိနိဗ္ဗာန်ရှုတာကိုညှင်းနေတာပေါ့အဲ့ဒါသာကတော့ဖြင့်ဝေဒနာယပိနိဗ္ဗာန်တင်ညာပိနိဗ္ဗာန်လို့သာကတော့ဆိုတာပဲဝိညာဏသမမိနိဗ္ဗာန်ဆိုတာခန္ဓာ၅ပါးမုန်းတယ်လို့ဆိုတာပဲဟုတ်ပလားဆိုတော့ဘာဖြစ်လို့မုန်းတာလဲဆိုတော့ကြောက်တာမြင်လို့မုန်းတာခန္ဓာ၅ပါးဟာဘယ်တတ်သိရှိသလဲဆိုကြောက်ပြတ်တဲ့တည်းကြောက်ပြတ်တာကိုမုန်းစာမှုနာမည်တက်ပြီးဆန်းဆက်ဘုရုမုန်းကြုံလို့ဆိုတော့ဒါတော့ကံလေးလိုနေတာဟုတ်လားအဲ့ဒီကံလေးလိုကံပေါ်ပြီးကံဆိုတာကတော့ဒီလိုဒီစကားပြောကြလေးပေါ့ဘုရုမုန်းကြုံမင်းဘုရုမုန်းကြုံဆိုမေးရင်တော့ဘုရုဆိုတာလေးပြအောင်အဲ့ဒါကြောင့်စာထဲမှာထားတယ်အရှင်ကြီးကြောက်တာမုန်းရင်းနေလားဘုံဘာမုန်းတာကြောက်တာမုန်းတာဘာမေးတော့ပြန်ဓမ္မတွေမုန်းပြီမုန်းလို့ရှိရင်ဘုန်းကြီးကမှားပြန်ဘုန်းကြီးဓမ္မတွေခင်ဗျားတို့ထိုင်ရမတဲ့မုန်းလာလိမ့်မနော်ဘဒုမုန်းတာတော့ဆိုတော့ဘုသူတို့ပြောကြပါလို့ခုခန္ဓာကိုမုန်းကြောက်တဲ့ခန္ဓာကြီးမုန်းဘဒုမုန်းတာကိုယ်ပြတဲ့ခန္ဓာကိုမုန်းတာရင်းနေလားဒါကြောင့်ကိုယ်ပြတဲ့ခန္ဓာကိုမုန်းလို့ရှိရင်ဖြင့်သူဒီယတ္တဗုဒ္ဓဉာဏ်ကကျေးဇူးပြုလို့ကိုယ်ခန္ဓာကိုမုန်းယတ္တဗုဒ္ဓဉာဏ်ကပြောက်တာပြနိဗ္ဗာန်ဉာဏ်ကကြောက်တာကြီးကိုမုန်းတာပြမုန်းရခြင်းနဲ့သူဉာဏ်လားရင်းနေလားကောင်းပြီဒါဖြင့်မုန်းပြီဆိုလို့ရှိရင်ဖြင့်အခုနဲ့နမဉာဏ်ဥဝင်တက်မိပြီဝိညာဏတော်ကိုနိဗ္ဗာန်တိပြီးတော့ဗာလိရွတ်တော့ဥက္ကဏဘယ်နဲ့ဆိုမှာနိုင်နေတာဝိရိလာပြီနိဗ္ဗာန်ကညင်းဝရများသည်ရှိညင်းဝရများတော့ဝိရိယတိဒီပြည့်ကြီးမလို့ခြင်းတော့မပေါ်လားညင်းဝရများပြီးရင်ဖြင့်ဒီညာမညာဖြစ်လာညင်းဝရများပြီးလို့ရှိရင်ဒီညာကဘာညာဖြစ်လာမလို့ခြင်းနဲ့ညာဖြစ်လာဒီပြည့်ကြီးမလို့ခြင်းနဲ့ညာဖြစ်ဒါကြောင့်ဝိရိယတိဒီမဲ့ဘောလို့ဖွင့်တက္ကရာကျကဝိရိယတိဒီဝိရိယတိဘူးကမဲ့ဘောမဲ့ပဲกว่าတယ်ဒီဥစ္စာသိမကြ
နိဗ္ဗာန်ဝိရိသတိဆိုတဲ့ဝိရိသတိဆိုတာပါတယ်လို့မှတ်တယ်သိမိလားဝိရိသတိမလို့ခြင်းဤကိုညမလို့စောင်းလိုက်တယ်သူသိမရေးမိဝိရိသတိဘယ်နဲ့ပြောလဲမလို့ခြင်းဘာမလို့ခြင်းလားတော့ဒီပြက်အပြက်ကြီးနဲ့ရှိတာကူပြီးအကုန်မယူတော့အပြက်ရှိတာကူပြီးကောင်းပြီဒါပြန်ဒီပုဂ္ဂိုလ်အပြက်မကြိုက်တဲ့ပုဂ္ဂိုလ်ဆိုတော့သုံးကရုံကလည်းပြည့်ပြီသိမိသုံးကရုံမှာပါရှိတယ်အပြက်ကြီးရှိတာအပြက်မလို့ခြင်းတဲ့ပုဂ္ဂိုလ်ဟာခံရတာပဲသူယူတော့မှာပဲဟုတ်လားအပြက်မလို့ခြင်းတဲ့ပုဂ္ဂိုလ်ကကောင်းတာနဲ့ခံရတယ်ဒီမှာပဲအပြင်ဒီညာဒီအပြက်မလို့ခြင်းတဲ့ညာဖြစ်လေဆိုတော့ကြောင့်သူရှိမှာပဲဒီအပြက်ပေါ့ကြောက်တော့ရှိရင်ကြောက်တော့အဲ့ဒီကမပြတ်တဲ့နိဗ္ဗာန်သိရှိတာဒါကြောင့်ဒုက္ခပိုင်းခြားပြီးနိရောဓမဟုတ်ဘူးဒုက္ခမင်းဒီဘက်သွားတော့ပိုင်းခြားပါလေဘုရားသွားနဲ့မလို့ခြင်းဓမ္မလို့ခြင်းဒါကိုတော့ဆန္ဒပြင်းပြပြီးလို့ခြင်းသိမိလားဒါဖြင့်များတော့ဒီသတိယဉာဏ်ကိုဥဝင်ပညာခေါ်လို့မလို့ခြင်းတဲ့ဉာဏ်ဟုတ်လားဒါဖြင့်ခမည်းတော်မလို့ခြင်းတဲ့ဉာဏ်ဟာပိဋကကပြောကြမှာဆိုတော့မဉာဏ်ပဲရှင်းမလို့ခြင်းတဲ့ဉာဏ်ဘာညာကောင်းပြီမလို့ခြင်းတဲ့ဉာဏ်ဒီမဉာဏ်ပဲဆိုပြန်လို့ခြင်းတဲ့တရားသူတတ်တယ်ဆိုတော့မသိကြဘူးလားဒါဖြင့်သမုဒိယသစ္စာလည်းသူပေါ်လိုက်ပြီတော့လို့ခြင်းတဲ့တရားလည်းတတ်မလို့ခြင်းတဲ့ဓာကြီးလည်းနှောက်မလိုက်ပစ္စည်းကိုလည်းနှောက်လိုက်ပစ္စည်းလုံးပြတယ်ဆိုတော့ဝန်းထဲမှာမလို့ခြင်းတဲ့စိတ်ကြောင့်နှောက်ပြဒါဖြင့်သမုဒိယသစ္စာလည်းပယ်တယ်ဒုက္ခသစ္စာလည်းနှောက်ပြပိုင်းခြားဒီဘောကြဒါဖြင့်ဒီသမုဒိယသစ္စာလည်းပယ်ဒုက္ခသစ္စာကိုလည်းပိုင်းခြားတော့ဒုက္ခမရှိတော့ဘူးဒီညာမှာဒုက္ခမရှိတော့ဘူးဘယ်သူနဲ့နေသလုံးဒီညာကိုမရဒုက္ခမရှိတာနဲ့နေမှာဘုရင်ပြပါနဲ့ဒုက္ခမရှိတာပါခေါ်ကြဒါနဲ့နိဗ္ဗာန်ကမဂ္ဂကပေါ်တယ်နိဗ္ဗာန်နဲ့မဂ္ဂကမဲ့အားနိဗ္ဗာန်ပေါ်ရင်မဲ့ဟာရှင်းပြီဒါဖြင့်မလို့ခြင်းတဲ့ညာဒီဘာကူသာမလို့ခြင်းတာတော့မေးလို့ရှိရင်ဟုတ်တယ်ဖြစ်ဖြစ်ကြီးမလို့အပြည့်ကြီးကိုမလို့ခြင်းအပြည့်ကြီးဘယ်ကမလို့ခြင်းတာတော့ဆိုဝန်းထဲမလို့ဝန်းထဲမလို့ခြင်းဝန်းထဲမှာလည်းသူချုပ်အမှုရတဲ့ချုပ်ဟောကြမြင်တော့ပြီးမြင်တယ်လို့ခြင်းကဝန်းထဲလို့ခြင်းငါကအခုမလို့ခြင်းတော့ပါဘူးဆိုတော့သူဝန်းထဲချုပ်သဘောကျသမုဒ္ဒရာဝန်းထဲမချုပ်ဘူးလားသမုဒ္ဒရာဝန်းထဲချုပ်တဲ့အခါကြရရှင်ဒီပစ္စည်းသိမ့်ပိုက်ထားသေးပါလားမသိရတော့သမုဒ္ဒရာအကြောင်းချုပ်တယ်ဒီကျိုးချုပ်တယ်ဟောဒီမိသေးဟောဒီအပူချိန်တွေကုန်သွားတယ်ဒီမိသေးတဲ့ဒီပူချိန်တွေကြောင်းမှာဒါဖြင့်သူတို့နှစ်ခုပယ်တယ်လည်းမဆိုနိုင်ဘူးဒုက္ခပိုင်းခြားမှုရဘာကြမ်းနေတော့ဆိုဒီခုကြောင့်ဒုက္ခချုပ်ကြရဲ့မဲ့တယ်ဒါကြောင့်နိဗ္ဗာန်မဂ္ဂတာနိဗ္ဗာန်နိမဲ့အကျိုးပြုပထမပါပြီတော့သဘောကျဒါဖြင့်ဉာဏ်ပညာခေါ်ကြမယ်မင်းကဘုရားနိဗ္ဗာန်သူကနိဗ္ဗာန်မြင်နေတယ်သဘောကျအဲတတိယဉာဏ်ပညာခေါ်ကြဒါကြောင့်နိဗ္ဗာန်တော်ညီမှုကြီးပြီးရှိတော့ပြီးပါတယ်ဝိရိသတိမလို့ခြင်းကြီးဘာမလို့ခြင်းလားဆိုတော့လိုချင်တဲ့တဏှာပေးတာရဲ့ဒီကဟာကြီးမလို့ဒုက္ခတည်းကြီးလိုချင်လေရမလို့ခြင်းတော့ပိုင်းခြားပြီးခဲ့တော့ရှင်းမလားဒါဖြင့်ဒီဉာဏ်ပေါ်ရင်ဘယ်သစ္စာနှစ်ခုချုပ်ရဘယ်သစ္စာနှစ်ခုကျန်ရတယ်လဲသမုဒိယသစ္စာနဲ့ဒုက္ခသစ္စာကမရှိဘူးမဂ္ဂသစ္စာနဲ့နိရောဓသစ္စာကျဒါတကယ်နဲ့ဟုတ်လားဒီမှန်မဖြစ်ပြောက်သွားတဲ့အခါဒီနည်းနဲ့ဖြစ်တယ်သဘောကျဒါကြောင့်သစ္စာလေးချက်တကယ်နဲ့ဆိုတာဝင်ပေါ်လာတယ်မနာဘောပါတယ်ဗျာနော်မနာဘောပါတယ်ဗျာခင်ဗျားဒီရောက်ကြိုးစားလိုက်ပြီးတော့ဒီရောက်ကြိုးစားလိုက်လို့ရှိရင်ပြီးတာအဲ့ဒီတော့အခုအနတ္တလက္ခဏာတို့ဥဝင်လည်းရလို့ဥပ္ပန္နလည်းရတယ်ဥစိန်ကလည်းအိမ်ကျပြန်ဖြစ်လိုက်တာပေါ့ဉာဏ်ပညာဟောတာပထမဧဝမေတ္တယတ္ထဘုဒ္ဓံသမပညာတထဖံတညာဟုတ်လားဧဝံပတံဘိက္ခွေဝိညာဏတရမိယူပတရမိနိဗ္ဗိမတိနိုင်ငံဟုတ်လားနိဗ္ဗိတံတော်ညီငွေပြီးရှိတော့ဝိရုသတိမလိုချင်တဲ့ဉာဏ်ပေါ်ကြီးဆိုတော့သုံးဉာဏ်ဘယ်ကသုံးဉာဏ်နဲ့တက်သိမိဘယ်ဉာဏ်နဲ့တက်တော့သုံးဉာဏ်နဲ့နိဗ္ဗာန်ကိုဘယ်ဉာဏ်နဲ့သူမြင်တယ်တော့မင်းဘယ်နဲ့ပြောကြသုံးဉာဏ်နဲ့မြင်တယ်ရှင်းမလားဒါဖြင့်ဘယ်နဲ့တော့ဉာဏ်16ပါးဉာဏ်12ပါးဘယ်သူကရှုပ်ထားတာတော့မလို့မလို့မဲဘိတ်ကိုတဲ့ဥစဉ်လိုးလာဖះကတော့ဒါတော့ဟောတယ်ဆိုတော့ခင်ဗျားပါလိမ့်တယ်ခင်ဗျားကုန်းသွားကုန်းလို့လားဖះပါလိမ့်တယ်ကြိုက်ကြလားကောင်းပြီတဲ့ဖះပါလိမ့်တော့ဟာကဖះဆိုတာက
အမှန်ကနဲ့နေတဲ့ပုဂ္ဂိုလ်ဒီထဲမှာဟိုဟာတွေကုန်ဝင်သွားတယ်ခင်ဗျားတို့ယခုလောကတုံးနေတဲ့ဉာဏ်တွေပေါ့ဗျာအခုယောဂီတွေသုံးနေတဲ့ဉာဏ်တွေဒီထဲကုန်ဝင်သွားတယ်ရင်းနေဒီထဲကုန်ဝင်သွားတာပဲဒါကြောင့်သူတို့ထူရတဲ့နေရာမလို့ဘူးတဲ့ဒီသုံးဉာဏ်မှမလို့အထုဒီဉာဏ်ထဲမှာ၄ခုပါရတ္တဗုဒ္ဓဉာဏ်တိဏ္ဍမဉာဏ်ထဲမှာ၄ခုပါတိဏ္ဍမနိဗ္ဗာန်ဉာဏ်ထဲမှာ၅ခုဟုတ်လားဒီမဉာဏ်ထဲမှာဓမ္မဉာဏ်ဘုံဉာဏ်ပိဿကနာဉာဏ်ဒါမှမဟုတ်ဘူးမဉာဏ်ပြီးဘုံဉာဏ်လားဘုံဉာဏ်လားပိဿကနာဉာဏ်လားမှာပဲဒါစားတဲ့ထည့်ရင်းနေဖို့မလိုဘူးဟုတ်လားရှင်းမလားဒါပြန်ရတ္တဗုဒ္ဓဉာဏ်ထဲမှာ၄ခုဝင်သွားတယ်နိဗ္ဗာန်ဉာဏ်နဲ့က၅ခုဝင်သွားတယ်ဒါမင်းတို့ကသာမသာရှင်းနေတာအဲ့ဒါညီးငွေတဲ့ဆင်၅ခုပါသွားတယ်ရတ္တဗုဒ္ဓဉာဏ်ထဲမှာလည်း၄ခုပါသွားနောက်ကျွမ်းလိုက်တော့ဒီသုံးဉာဏ်နဲ့ပြန်ရှင်းပြီမဉဏ်ဆိုမက်ပေါ်လာတယ်ဆိုတော့မဉဏ်ဖြစ်တယ်မက်ပြီးမက်ကတည်းကဥဒ္ဒံကြီးဖိုးလာတာဘာသူသိတော့ဖိုးဉဏ်ဆိုမှာဖိုးပြီးတော့သင်ခြင်းနဲ့စိတ်နောက်လောကီစိတ်တွေမလာဘူးအဲ့ဒါကပိဿကနာဉာဏ်သင်ခြင်းနဲ့ဉာဏ်လို့မဆိုရဘူးဒါကတောင်းတာယူရတယ်လားသူ့မှာသူဆန်းလိုက်ပေါ်လာလားအဲ့ဒါသာထည့်ရေးထားလို့ကဲ့နေတာဒါအစဉ်တိုင်းသူ့ဟာသူပေါ်မှာဥစ္စာကျွတ်တို့ကလုံးယူရမလို့ထင်းနေလို့လေးခုရင်းနေဗလားသူ့ဟာသူစေနဲ့ရေရရှိကလာနေတာမနှင်းရရှိမယ်ဆိုတော့ဆိုပြည့်တဲ့ရှိမပြောနေတာပို့ပဲနှင်းရရှိမှာပဲသူအဲ့ဒါရှိမရှိလို့ငါခုမြောက်သေးဘူးဆိုရင်ခက်တယ်ကြည့်တာဒီသူ့ဟာသူရှိတော့မှာဆိုတော့တရားတဲ့ချက်ပြီးကြလားဘယ်ရောက်ပြီးပြောနေကိုမလိုပါဘူးကြည့်ရှင်းမလားဒါရဖြင့်ဒီနေ့တရားမှာသင်ရတဲ့သူကြီးဆက်မှာပါတဲ့ကဲအစပြန်တယ်နံပါတ်ကရတာဘူးတဲ့နှစ်နံပါတ်ကပါသုံးနံပါတ်ကမင်းကောင်းပြီဒါဒိဋ္ဌပြီးရဆိုကြပါဒီတိုင်းတက်ကြတာသူကဖြစ်ပြနေနေညာသူကဖြစ်ပြမောင်းနေသူကဖြစ်ပြအဆုံးမြင်နေညာဒါပဲအကျဉ်းချုပ်မှလည်းဒါပဲရစိဏ္ဏမညာကပါတော့ဖြစ်ပြမြင်နေညာသူကဖြစ်ပြကိုမုန်းနေသူကဖြစ်ပြအဆုံးမြင်နေညာဒါပြီးတာရင်းနေဒါလေးကလည်းယေရှုကပြီးဆင်ရတော့ကဲလိုက်ဒီသုံးနဲ့ကြိုက်ရင်ပြီးသွားတယ်ပထမညာကဘာမြင်အောင်ဒုတိယညာဟုတ်ပါတတိယညာကဟုတ်မမြင်အောင်ပြီးတာဖြစ်တဲ့ဆုံးစဉ်ဒုက္ခသစ္စာဆုံးမဆုံးဘူးလားဒီကမရှိတော့ဘူးဆိုရင်နိုင်ပါမယ်ဒါပဲရှိတယ်ဗယံခါတို့တကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့ဟောဘုရားဟောတော်မူတာနဲ့တန်းဒီတိုင်းလိုက်ကြရင်ဥပမာရှိရရှိသေးတို့တော့ဟောခဲ့တယ်အခုပါဠိတော်မှာမရှင်းတော့ဆင်းရဲရတဲ့ပါဠိတော်ထဲမှာကိုဒီညာသုံးညာဟောရတယ်လို့ခင်ဗျားတို့ကမသိဘူးခက်တာဘူးတော့သိပြီဧဝမေတ္တံယတ္တဗုဒ္ဓံသမပညာဓာတ်ထကဓာတ်ထကရှုတယ်ဓာတ်ထပညာနဲ့ရှုกว่าဟုတ်လားမလားဘူးလားနောက်ကြတော့ဧဝမတ္တမေဆိုဒီကဲဆိုယတ္တဗုဒ္ဓညာနဲ့ရှုပြီးပြီရှိတော့ရာလို့ယတ္တဗုဒ္ဓညာနဲ့မင်းတို့ရှုပြီးပြီရှိတော့ယူပဒမေမိနေပြီလေတဲ့မင်းတို့ရှုပြီးရုပ်လည်းညီးငွေလာတယ်မယ်ရုပ်ရှုရုပ်ညီးငွေမှာပဲနာမ်ရှုရင်နော်ညီးငွေလာတယ်မယ်ဆိုနဲ့နာမညာတက်ပြပြဘူးလားနိဗ္ဗာန်တော့နိဗ္ဗာန်တော့ညီးငွေတဲ့အဆုံးကြတော့ဘာလာမှာတုံးဝိရိသတိမပေါ်လာလိမ့်မယ်မပေါ်လာဒါပဲပေါ်တာလေဒါမတူဘူးလားတူတယ်ဘုန်းကြီးကတူတာလားခရကတူတာတော့လည်းခင်ဗျားတို့ကကိစ္စအောင်ဟမ်ဘုရားကဒီတိုင်းလားဒါဖြင့်အလုံးတရားဓမ္မတွေသဘောတည်းမှတ်ကြပြီတော့ဘာလို့ဉာဏ်16ပါးဉာဏ်10ပါးဆိုတော့တရားဓမ္မလန့်ပြေးတာပေါ့ဗျာဟောအတော်တဲ့ရမှာပါလေက10နဲ့3ပြည့်နဲ့ဆိုတော့3ပြည့်ဆိုတော့နမတက်ရပေါ့ဆိုတော့ကျွန်တော်တို့ရေးဆောင်တဲ့ကြရမယ်ဆိုရင်တော့ဒီနာအောင်ပါဒီလိုမသွားဘူးလို့ကဲရုံးကြဘယ်နှခန့်နဲ့ရောက်3ပြည့်နဲ့ရောက်တယ်မရောက်တယ်ကျွတ်တော့ဘူးလားဒါကအပြက်ကိုအပြက်ကိုမဟုတ်လားဒါကအပြက်ကိုမလို့ပြန်ပြီးနေတာသောဗေကံဟာရအိဋ္ဌကိုမလို့ချင်တာသောဗေကံဟာရဒုက္ခကိုသောဗေဓမ္မအနတ္တကိုမလို့ချင်လို့ရှိရင်အဲ့ဒါမလို့ချင်တဲ့ဉာဏ်နဲ့ကိစ္စပြီးတာကြီးလိုချင်တာသမုဒိယသစ္စာမလို့ချင်တာမဂ္ဂသစ္စာပြီးနေတာပဲကရှင်းလို့လားလိုချင်ရတာမလို့ချင်တာမဂ္ဂသစ္စာလားသမုဒိယသစ္စာချုပ်လို့မယ်သမုဒိယချုပ်တော့တဏှာနိရောဓနိဗ္ဗာန်လို့ဘုရားဟောလိုက်သူချုပ်နိဗ္ဗာန်ပေါ့ကွာဘာရှင်းနေကြရှိတော့သူချုပ်ကြတဲ့ဒုက္ခသစ္စာကသူရင်းကပြီးဖို့ရှိတော့အပူလာတာအရှိန်လာတာမိသေးတော့အပူရှိန်ရှိပါဦးဒါကြောင့်ပြီးပါတယ်တဲ့ငါဒီသုံးညနဲ့ပဲဟောပါကဲရှင်းရဘယ်မှဆင်ရတော့တရားရှာမနေနဲ့ဒီသုံးညတက်ရှုနည်းကိုတော့ဗဏ္ဍာဘာဖြစ်တယ်ဆိုတော့ဘုန်းကြီးပြောထားပြီပြောပြီလားဗဏ္ဍာဘာဖြစ်တယ်သုဘနေရာမှာတောက်တာလေးပဲရှိအဲ့ဒါကြတော့
ဒီကြောက်ကလေးလျှောက်ကြည့်နေရတယ်လမ်းခြင်းကြောက်ခြင်းကိုယ်ခက်တဲ့ရှိခြင်းပါးရညာတွေပါမလားထောက်ပွားလာမယ်ခန္ဓာကိုယ်မချမ်းကွက်ပါမလားမလားကြောက်ကကြည့်နေရတာမဟုတ်လားဆက်လို့လို့လားအဲ့ဒါကသမထအဆိုးတာရင်းနေလားတော်သေးတယ်မြည်သေးလို့ယူရတယ်သိချာယူရတယ်သိချာယူရတယ်အခုမယူရင်နောက်မိမတော်များအရွယ်လွန်တဲ့အချိန်မှာသိခဲ့တယ်ဒီကတည်းကအတော်ကြောက်တယ်ကောင်းတယ်ဒါဘုန်းကြီးတို့ကသမထမသိဘူးမသိတော့မပါဘူးလားလို့ဆိုတော့ပါတယ်သမထပါရှင်းပြနော်သမထပါတာရှင်းပြသမထပါတာရှင်းပြမယ်ဆိုတော့လောပါတယ်ဒါကဖြစ်ပြမုန်းရဒါကထုံးတာဒါကသူကပြည့်သူကမုန်းကြသူကထုံးတာဆိုတော့ဒီအပြစ်ကိုမြင်အောင်ကြည့်ပါဆိုလို့ရှိရင်သမာဓိရှိပါတယ်သမာသင်္ကပ္ပဆိုတဲ့အမကနှစ်ပါးပါပညာမဲ့ကပါပါဘူးလားဒါပညာမဲ့ကနောက်တတိသမာဓိဝရိယမရှိမယ်ဆိုတာပြတ်မြင်မှာဒါကသမာဓိပါဒါသမထဒါကဥပ္ပကိုယ်ပြီးဆိုလိုက်ကိုယ်ပြီးဒီဆိုလိုက်ရင်းမိလားသမာဓိမဲ့က3ပါးနဲ့ပညာမဲ့က2ပါးဒီဘက်တွဲဆိုလိုက်ရင်းမိဘုရားရဲ့တရားနာနေရမဲ့ဖို့ဒီတဲ့ပုဂ္ဂိုလ်တွေဘယ်သမထပါနေလဲမလို့တွဲဆိုလိုက်ရင်းမိလားဘုရားရှင်မရာဟုလာတရားဟောတော့လဲနိစ္စဒုက္ခအနတ္တဟောတော့မဲငါဣဒ္ဓမမဣဒ္ဓမအတ္တဆိုတော့ဘယ်သမထမူတိုင်းကပါလေလားဘုရားဘုရားဆုံးမတည်သွားတယ်ရောအခုလာနာပြီအခုပဲကိစ္စပြီးကြတယ်တွဲဆက်လိုက်ဒါပြန်သမထနဲ့ဝိပဿနာဟာဆရာတွေကခွဲပြီးတော့ခင်ဗျားတို့ဟောနေလို့ကခင်ဗျားတို့ဟောဒီအပြက်ကမြင်တဲ့တနေ့ဆိုတော့တွဲရည်နေတွဲရည်နေရင်းမိလားသမာဓိမရှိရင်ဒါတွေကဖမ်းလို့မပြီးပါဘူးတတိမရှိရင်ကျန်မှန်းပြီးပါဘူးဝိရိယမရှိရင်ဒီဘက်ညာလှည့်ပါမယ်ပညာတန်လည်းမြင်မှာအကြံမကောင်းရင်မမြင်နိုင်ဘူးဆိုတော့သမာဓိရောပညာရောတွဲလိုက်ပြီးရင်းမိလားအဲ့ဒါငါပြောခင်ကဟောတဲ့တရားအနတ္တလက္ခဏာတုတ်မှာဆိုရင်ငါရဲ့နဲ့ပြီးတော့အနတ္တလက္ခဏာတုတ်ဟောတယ်ဟုတ်လားပထမနေ့မဆက်ကြဟောတယ်နောက်တည်းပြီးကြနောက်အနတ္တလက္ခဏာတုတ်ဟောတော့အကုန်ညာနာပြီးကြဘယ်သူမှဘာမှမလုပ်ဘူးငါကပြင်စားတော့တပတ်ကမှပြင်ဆွဲတယ်တပတ်ကြပြင်စားတော့ကမှငါကတရားရရင်တယ်ဘယ်မှာပါလားမပါဘူးတဲ့ပြင်စားတော့မှဒိဋ္ဌိယူနေတယ်ဘယ်တော့အနတ္တလက္ခဏာတော့ဟောတော့အလုံး၅ပါးကဉာဏ်ဖြစ်ကြဘူးလားဖြစ်တော့သမထနဲ့ဥပဒနာတွဲပြီးရှုလိုက်ကြရင်းနေဘယ်တရားဓမ္မတွေကမေးပါမယ်ရှုလေးကြည့်ချင်ရှုလေးလမ်းမမြင်နဲ့ဒီခြေတော့ကလာလို့ရှိရင်ဒီခြေတော့နဲ့တော့တက်ရင်နောက်လမ်းနဲ့တက်မှာပဲချင်းကိုယ်သွားမလားဆက်နေမလားလို့ဆိုရင်မြင်တဲ့ဘက်ကိုမှပဲမနဲ့ဆိုကြတဲ့ပဋိထားပါလားသမထပါပဋိထားသမထပါသမာဓိရတဲ့ဒီဥစ္စာတော့ဘယ်နည်းဆိုလောင်းဆောင်နေမယ်ဆိုတော့ပြေးရောက်ကြတယ်။နမဒီဘတဲ့ရကြ။မတဲ့နေတာဟုတ်သားသမာဓိရအောင်ပါဘူး။ဝိရိယလည်းတကယ်တော့အားထုတ်တယ်ဒီသားကြလို့ရှိရင်တော့ဘယ်နည်းနဲ့မှဒီပေါ်ကြမနေဘူးဝိရိယလည်းအားထုတ်တယ်။ဒါကြောင့်သူရှိတဲ့ဒီဘက်ရှောက်မှာသမာဓိပါသမာဓိကံကုန်ပါဘူးလား။ရှင်းဘယ်လို့သမာဓိနဲ့ပညာနဲ့တွဲရကြမှာအဲ့ဒီမှာလောကီခရမ်းဘုံကတော့သူ့ကိုမထည့်နိုင်ကြဘူးဇာကြီးဖြစ်ခရမ်းဘုံကသူကြီးဖြစ်ဘုရားကနာတော့ဘုရားကနာသူ့ထည့်ရင်းနေလားခရမ်းဘုံကတော့ဒီအပြက်ကိုမရှိပါဘူးအပြက်ကမဟောနိုင်တော့ရုပ်ရှုနာရှုဒါပဲရှိဆိုတော့အပြက်မထည့်ရအပြက်ဆိုတော့လည်းဉာဏ်နဲ့မရဘူးသူခင်ဗျားတို့ကသာသနာ့ရင်းနဲ့ကျုံဆရာတော်မောင်းနဲ့ကျုံကိုကပုဂ္ဂိုလ်စကတဘုံရတယ်ဆိုတော့ကောင်းမှုကြီးပြုပြီးသားဖြစ်လို့လာကျုံလို့အပြက်တော့သွားတွေ့ဘုရားကလည်းရှင်ဒါရင်ဥသိဒီလိုမှုဥသိဒါကြောင့်သာသနာ့တရားဆိုရေးပြီသာသနာ့တရားဆိုတော့ဘုရားတို့နားကြမလို့လိုသေးလားလူကြီးကယသိကြီးဟာသုတ်တော်နာမင်းကြီးရဲ့အိမ်မှာနေတိုင်းဆန်းစားတဲ့ကောင်းကင်ပြန်တဲ့ယသိကြီးဒီလိုလည်းယသိဆရာကြီးရလေအဲ့ဒါဘာနဲ့ကောင်းကင်ပြန်တဲ့ကြုံလေးမဟုတ်ကြကြဟောတာမပါတာနဲ့သူရှင်တယ်ဒီကနိဗ္ဗာန်ရမှာသိရှိဒီနှစ်ခုမပါတာနဲ့မရဘူးနိုင်တယ်ဘောက်ကြောက်ကောင်းအဲ့ဒါကြောင့်နဲ့ဘုရားလောင်းလေးတွေ့တဲ့ခါကျတော့ဘုရားလောင်းလေးကချစ်ခိုးလိုက်ဆိုတော့ဘုရားလောင်းလေးကကောင်းမွန်တော်တက်လိုက်တယ်ကျမကောင်းနိုင်ပြီသူချစ်ခိုးကြတယ်ကြောက်မှမရှိဘူးဒါနဲ့ကလေးကြည့်ပြီးငိုလဲငိုတယ်ဒီလေးယူတယ်ဆိုတော့ဒါပဲငိုတယ်ကဘုရားဖြစ်မှဒီကောင်းလေးသိကြတယ်ဆိုတော့သူသိဆိုတော့သူ့မှာဘုရားဖြစ်မှ
ဒါအနိစ္စဒုက္ခသစ္စာဟောနေမှာဘူးအဲ့ဒါသူကမပြီးလိုက်တော့ဒီကောင်ကဆရာဖြစ်ဖို့ရတာနှစ်ပေါင်း30မှာသူဆရာသူကကြာနေရတော့ဆိုတော့သူကကြာနိုင်တဲ့ဘောလားမကြာနိုင်တဲ့ဘောလားအနိစ္စပဲအဲ့ဒါနဲ့သူတွေကြကြောက်ရမကောင်းဘူးအဲ့တော့သာသနာ့ရင်းတရားသူကသာသနာ့ရင်းတရားသူကပါတော့သိမိပါအဲ့တော့သာသနာ့ဘာတရားသိက္ခာမှန်ခံလို့နေလို့ရှိရင်ခင်ဗျားတို့နောက်တုန်းကလည်းဒီလိုနေကြမှာဟုတ်ဘူးလားရှင်းရှင်းနဲ့လင်းလင်းပြောကြပါစို့ဆိုရှင်ကဘာပြတဲ့ခံရဘူးလို့တို့ဒီလုံးကဘာပြတဲ့ပြတဲ့ကဘာပြတဲ့မှာဆိုရင်လောကပြည်ကအော်ပြီးနေရကြပန်းတွေအနီးတွေပန်းသဘင်ပြောလိုက်ချဥပုံပန်းပေါ့ဗျာနောက်နဲ့သိင်းရှိရင်ကဘာပြလိမ့်မယ်အားလုံးမေတ္တာကရုဏာမုဒိတာဇမဝိရတရားပွားကြပါလက်အော်နေအဲ့တော့ကဘာပြတဲ့ဆိုတာအတ္တမတ္တဆိုတယ်ဘယ်သူမှကြံမှာမဟုတ်ဘူးသူ့ကလည်းမကြံနေလည်းမကြံဘူးအဲ့တော့လမ်းပြီးတဲ့ရောမေတ္တာထားကရုဏာထားဆိုတော့မေတ္တာဓမ္မထားတွေလုံးကြတယ်ဘုမဘုန်းကြီးဒီကမကြီးတွေမြင်လဲကြမ်းပါလိဆန္ဒပါလိအကုန်မေတ္တာပို့နေတာလားမေတ္တာပို့ဆိုတာကဒီကမကြီးကိုပို့တယ်ဒီကမကြီးအခြေမပြောပါဘူးဗျအနိစ္စမပြောပါဘူးအထက်ပြောမေတ္တာပို့လို့ဖြစ်ပါသူချမ်းသာပါစေဒီမိမချမ်းသာဒီရပြချမ်းသာပါစေအထက်အာရုံကြီးတယ်ဘာမဲ့ကမဲ့ရင်းနေအထက်အာရုံကြီးအထက်ကိုချက်ပြရမှာဥပဒနာအထက်မရှိဘူးအကောကတည်းကမရှိပဲရှင်းရသမထကဘယ်ဟုတ်နဲ့အထက်ဟုတ်နဲ့ဥပဒနာကအထက်ပြောင်းရှိတယ်ထက်ပြောင်းရှိရင်တရားရတယ်အထက်ရှိရင်တရားရှင်းတာရှင်းမလားတို့တယ်အဲ့ဒီကရှင်းတဲ့နာနဲ့ဘာလို့ဇံရသွားတော့ဆိုသူမုတ်နေတဲ့ရှင်ရသမထကလွန်ကဲနေတော့သူမုတ်နေရကိုယ်နဲ့မှမုတ်မုတ်ရမှတ်တဲ့နဲ့သူသမထအချိန်ကုန်တဲ့အခါကျတော့သူပေါ်လာဝဏ္ဏကပြောက်သွားဥပဒနာကအနုတ္တိယဝဏ္ဏကမှာပြောက်ဒါနောက်ထပ်ဘယ်တော့မှမပေါ်ရင်းနေဟောခင်ဗျားတို့ဇတ်တို့တွေဘာတွေလျှောက်ကြည့်လို့ဇံလျှောတဲ့ငုံနေတာလေးထားတာတော့ဘုံဘုံလေးဒီသင်္ကားတဲ့ဘယ်လိုကမုံနေတာလေးပေါက်လာတော့ဟာလေဘုံဘုံလေးရင်းနေခြေကရန်တော့ကောင်းပြန်သမထပြောတယ်ဒီသမထကတော့သူခီးပေါက်နေတော့ကောင်းပြန်လာတော့ပေါက်မှတော့မှတဲ့ကမုံကျော်နေတာဒါဓမ္မပါပဲဆိုပြီးဒီကလာသူစိတ်ကနည်းနည်းပါရမယ်ဝုန်းဆိုပြီးတဲ့တယ်အသိမခံဘူးကဲအသိခံရချက်ဆိုပြီးအနုတ္တိယလေးထားရတယ်ဆိုရင်ဝုန်းကြီးကြောက်ချင်မကောင်းဘူးအဲ့ဒီမှာဓမ္မကနည်းနည်းကြတာလေမှတ်တယ်ဘာမှငါကြတာဟုတ်အဲ့ဒီမုန်းကြော်တဲ့တုံးနဲ့လိုက်ရိုက်တော့မှသူပထူဆိုပြီးတော့ပထူကဟန်းစီပြန်တဲ့ရိုက်တော့မရမိခင်သူတော်ရဲပေါ့သမထမမဲဘူးပြောပါတယ်မဆိုးပါဘူးလားဒါကြောင့်သမထအာမတန်ကြနဲ့ရင်းမိဒီတွဲဆိုဒါကပညာမဲ့ဒါကသမထမဲ့ခင်၅ပါးနဲ့ဒီကြတော့မဲ့ခင်၈ပါးဆုံးပါလိမ့်မယ်ဒီမုံလုံးကလည်းခင်ဗျားမှဖြစ်တဲ့နေနဲ့ကလည်း၅ပါးနဲ့ရှိမုံတော့ဆုံးတော့၈ပါးဆုံးရင်၈ပါးဒီလမဲ့ခင်လုံသွားပြီသဘောကျဒီလိုထူးတယ်ကဲညာစမကမထူးလားဟောကောင်ရှင်းတတ်လားအမှန်တရားရေးကြည့်တော့တဲ့ဒုစအကွက်စိတ်အောင်ပြောတော့ဘူးဒီပြန်နေရာမှာကြားသွားတယ်ကျုံနဲ့ခိုင်မလုတ်တယ်လို့တော့ရလိမ့်မယ်လို့ပြောလိုက်မဟုတ်ဘူးကဘယ်လိုမဟုတ်ဘယ်ချင်းလုံးလုံးကမိုက်တယ်မလားဘယ်ချင်းကျရင်မိုက်တယ်မလားသူကသင်ကြားရင်းမိမလားဒါပြန်ဒုစရနေနေရတဲ့ဓမ္မတွေသီလမဲ့ခင်မပါဘဲနဲ့ပညာမဲ့ခင်နဲ့သမာဓိမဲ့ခင်မပါဖြစ်ပြမြင်နေတယ်ရင်းမိမလားနောက်ဖြစ်ပြကိုရှိပါများတော့ဥပဒေမုန်းတယ်ဘယ်နှပါ၅ပါးမဟုတ်ဘောဗျသီလမှာမလုံသေးဘူးတဲ့ဖောက်ချင်ဟောင်းမယ်သဘောကျနောက်မလို့ခြင်းနဲ့ညာမိဘနန္တဝိရိသတိကြတော့မှတက်ချင်းကင်းတယ်ဆိုမှတဏှာပေတော့မှသူကဝင်တာဗျာသီလကနမမို့သူကသိပြီလားသီလဒါကြောင့်ခင်ဗျားတို့ဆောက်တည်နေတဲ့သီလဆောက်တည်ဆုံးတော့သူကရနောက်အကြောင်းကိစ္စရှိလာတဲ့ခါကျဖောက်ပြတယ်ဒီနေ့ဓမ္မသာကွာလေနာတာကဒါနဲ့သေးလိမ့်မယ်ဆိုတော့သမီးလေးတောက်လို့ပါအောင်ဆိုတော့မတတ်နိုင်ဘူးတောက်လို့ပါအရိယာကျတော့ဒါကသီလကအများအားသီလဖြစ်သွားတယ်အသိခံနေမတော့ဘူးရင်းနေပြီလားဒါပြန်စတဲ့ကြီးရှင်းကြတာရှင်းကောင်းပြီဒီနေ့စကားကတော့နဲ့လိမ့်မယ်ဒီထက်မှ၄ပါးဝင်တယ်ပြောဉာဏ်၄ပါးဝင်ရတ္တဗုဒ္ဓဉာဏ်ထဲမှာဘယ်နှပါးလဲနိဗ္ဗာန်ဉာဏ်ထဲမှာ၅ပါးဝင်
မဉ္ဇဉ်ထဲမှာဆိုလို့ရှိရင်ဖြင့်သုံးညောင်မှလားသူ့ထဲမှာသုံးညောင်မှလားရှင်းကြလားကောင်းပြီဒီစစ်တဲ့ကလေးတွေကိုဒကာဓမ္မတွေသူ့စိတ်ကလေးပေါ်လာလဲနောက်ကညာနဲ့လိုက်လိုက်စိတ်ကလေးပဲတွေ့နောက်ကညာနဲ့လိုက်လိုက်ဒါလေးတွေ့ကြစိတ်ကလေးမှာကဘာတွေ့ကြကောင်းလို့ညာလိုက်တာတော့ဟိုအားရှိသေးရဲ့ရှိတယ်ဆိုရင်တယောက်တည်းမှာနှစ်ခုဖြစ်တဲ့တွေပဲရောက်နှစ်ခုကတော့မဖြစ်ရတစ်ခုချုပ်ပြီးမှဘာဖြစ်ရတစ်ခုပေါ်ကဒါပြန်ညံတော်တဲ့အချိန်မှာသူမရှိတော့ဘူးဒါမရှိတဲ့ကြီးသဘောကျပြက်သွားပြီလို့သိပြက်သွားပြီလို့သိရှင်းကြနားလည်ပြီနော်ပြက်သွားပြီလို့သိတယ်သူဆိုင်ဒီမှာဘာပါတော့ဆိုလို့ရှိရင်ဒီထက်မှာနာမ်ဖြစ်နေနာမ်ရုပ်ဖြစ်နေရုပ်ဆိုတော့နာမ်ရုပ်ကိုပြီးတဲ့ညာဟာဒီထက်ဝင်နေဒီရထဗုဒ္ဓညာနဲ့ဒါရထဗုဒ္ဓညာထားပါတော့ဟောတယ်ရထဗုဒ္ဓညာနော်အဲ့ဒါရထဗုဒ္ဓညာနဲ့မှာတဲ့နာမ်လို့လည်းသိတာလေးရတယ်နာမ်ရူပပရိစ္ဆေညာနဲ့သူ့ထက်ဝင်နေတာကွာအကြောင်းကြောင့်ဖြစ်တဲ့အကျိုးဆိုတာလေးလည်းကျွန်တော်တို့သိပြီးသားဒီနာမ်လေးကအာရုံကြောင့်ဖြစ်တယ်ဆိုတာသိပြီးသားအဲ့တော့သိစ္စာပရိက္ခညာလည်းပါနေဒါလေးသုံးတတ်တယ်ဆိုတော့ညာနဲ့လှည့်ပြီးသုံးတတ်တော့သုံးတတ်တဲ့ညာကောင်းပါဘူးဒါလေးဖြစ်ပြီးပြတ်တာပဲလို့ကမသိဘူးအဲဒီစင်း၄ပါးပါနာမ်ရူပပရိစ္ဆေညာသိစ္စာပရိက္ခညာသမတနာညာဥဒိယပယဒီထက်ပါတော့လေးညာပါဒါဖြင့်ဒီညာတစ်ခုတည်းလောက်အပြတ်ကမြင်ကြည့်ဘယ်ညာပါပါဒါအရဝမှာလားတဲ့ဒီထက်တွန်းဝင်သွားတာလားအကျဉ်းဝင်သွားတော့ဆိုစာလို့တန်းရေးနေတော့စာရေးတဲ့ဆရာနောက်ပြီးအလုပ်သမားကလိုက်နေစာဒီလိုရေးလို့ဒီအစဉ်တိုင်းတဲ့ရမှာဖြစ်ခိုးကတွန်းဝင်သွားတာကိုရေးဒီသုံးခုဒီကားလို့ဆိုလို့ရှိရင်ဟောဒီတညာလောက်လိုက်လို့ရှိရင်ဟောဒီသဘောလက္ခဏာတွေကုန်ပါသွားတယ်ဒါပြောတာအဲ့ဒါကိုနောက်လူတွေကဘယ်နဲ့ဖြစ်နေလဲဆိုဒီအစဉ်တိုင်းတဲ့ရမှာဖြစ်နေတာဟုတ်ကြားနေတာလေးခုဆင့်တဲ့ရမှာဆိုတော့ဒီဆိုင်ကလည်းကြားဘုရားတော်မူတာရင်းနေဒီညာထဲမှာဒီညာပဲกว่าနောက်မှဒီညာထဲမှာဒီလေးခုဒီညာတစ်ခုရှိလိုက်ရင်ဒီလေးခုပြည့်ချက်ပြီသဘောကျလားရတ္တဘုရားညာထဲမှာညာကမြဲဝင်သွားတယ်လေနာမရူပပရိစ္ဆေညာပြည့်ချက်ပရိက္ခညာသမတနာဥဒိယပယဖြစ်ပြနေတဲ့အခါကုံပါသွားတာပေါ့ဖြစ်ပြရတာလို့ဘယ်လိုဖြစ်တဲ့တုံးမင်းလဲရှင်နာရှိတဲ့လူကနာပြောမှာဟုတ်လားအဲ့ဒါနာမရူပပရိစ္ဆေညာဘာမတော့လားဒီနေ့ကခုမှပေါ်လာရင်ကတော့ခုမှပေါ်လာဆိုတော့ဒီကြောင့်ပြီးနေဟုတ်လားဒီညာကိုမကောင်းတော့ခဲနဲ့လေခင်ဗျားတို့သုံးတတ်တဲ့ညာကလည်းပါဠိတော်ကမနေဘူးကြည့်ရတဲ့ခါလည်းပြတ်သွားပြီဆိုတဲ့ကူကဖြစ်ပြီးလို့ပြတ်သွားတာပဲဆိုတာပေါ့ဒါကြောင့်လေးခုပါသွားပြီတကယ်တော့ကျန်နောက်မှလိုက်ရေးရကြတော့ဘုရားနောက်ကိုဘုရားတော့ဒါပဲကွာငါဟောတာသိပြီလားဘုရားကလည်းညာတော့သုံးညမှာကိုယ်ထပ်ပါသွားလို့ဘုရားသုံးညမဟောတယ်ဘုရားသုံးညမဟောတယ်တဲ့ဒါနဲ့ဖြင့်ဒီတော့သုံးညပါသွားတော့နိဗ္ဗာန်ညာနဲ့မှာသူနဲ့ကွာ၅ညပါဒါတော့ဆိုတော့ဥဒိယပြပြီးတော့ဘင်္ဂဆိုတာလေပြည့်လို့မုန်းတာဗျာအလကားမုန်းတာလားဥစ္စာကြီးဘင်္ဂပါမသွားဘူးပါလို့လားသဘောအချင်းကိုပါသွားပြီဘယ်သူမှတွေးမနေနဲ့တော့ဒါဖြစ်လို့မုန်းတာတော့မင်းမဥဝင်ဖြစ်တော့ပြည့်မုန်းဘင်္ဂပါလို့လားပြည့်တာကလည်းဘာဖြစ်လို့ပြည့်ရတာတော့ညချက်စီတဲ့တရားချက်စီလို့လေးတန်ပြည့်ဘုရားညာပါလေးတန်ပြည့်ပါဘူးလေအဲ့ဒါကြီးခဏညာကလေးနေတော့မထက်ဘူးလားကြားနေတာပေါ့အာရိနောဒီကြည့်ကြည့်မြင်ရတာအပြစ်စင်နေတာပဲဆိုတာကိုဥဆိုင်ပြောဖို့လိုလို့လားဒါကြီးမြင်ညင်းမှုမှာပဲပေါ့ညင်းနေတာဟုတ်လားညင်းမှုပြီးတော့ညင်းမှုဝယ်မဲ့လည်းမလောတာမဆောင်တော့ဖြစ်တော့ပြေးကြည့်နေရမှာပဲဆိုတော့သင်္ခါရုပ္ပခဏညာနေတော့ပါမလားအဲ့ဒါကြောင့်သူ့ထဲမှာခင်ဗျားတို့ဘယအာရိနောနိဗ္ဗိန္ဒမုံစီတုကိနေပရိသင်္ခာညာသင်္ခါရုပ္ပခဏညာကြောင့်6ခုတစ်ခါတည်းပါတော့နိဗ္ဗိန္ဒတဲ့6ခုပါတော့ရင်းနေတယ်နိဗ္ဗိန္ဒတဲ့6ခုပါတော့ခဏက4ခုနဲ့ပေါင်းတော့30နေပြီ30ပါတော့ပြီနော်ကောင်းပြီတော့နိဗ္ဗိန္ဒတော့ညီငွေပြီးသည်ရှိသူဝိရဒတိမလို့ခြင်းနဲ့မပေါ်ကြီးမလာဘူးလားဒါဝန်းရတဲ့ပါဠိဝိရဒတိမလာဘူးလားဝိရဒတိကမက်ဖဲတဲ့အဲ့ဒီမဉ္ဇဉ်ပေါ်ပါတယ်ဆိုတဲ့ကူကမဉ္ဇဉ်ပေါ်တယ်ဆိုတဲ့ကမရှိကဟာတွေကမက်ကူမက်ကဝိသီတွေအပါဝင်ဖြစ်နေတော့အနုလုံးတို့ကိုယ်တကူတို့မက်တို့ဆိုတာမပါတော့ဖြစ်တာလားမက်ကဝိသီကြမယ်ဆိုတော့သူတို့ရှိကမလားဘူးသူတို့ရှိလာသမှာဆိုတော့လာဖြစ်ကြလားမက်ပေါ်မလို့လာတော့ဖြစ်နေတော့ရှင်မြန်ထဲမှာလို့ရှိတော့ပြီလားရှင်မြန်ကအမိန့်ခဲ့တယ်မင်းရှိကလာရှင်းမယ်ရင်းပြီလားအဲ့ဒါမက်ပေါ်မယ်ဆိုတော့လာတဲ့ညာ
ကိုယ်တူညာတို့အနုလောမညာကိုယ်တူညာမဲ့ညာဖိုးညာပြည့်စက္ကနာညာဒီမထက်မိတ်ချမ်းရင်မှရုံးလို့လားအဲ့ဒါဒီကမှာအနုလောမညာအကုတ္တရညာသူကမဲ့ညာသူတို့ဖိုးညာပြည့်စက္ကနာညာငါးခုပါမှာကုန်လည်းပေါ့ဗျကုန်လို့လားရှင်းလားဒါရတဲ့ဓမ္မတွေခင်ဗျားတို့ခုအားလုံးဟောနေကြတယ်ဉာဏ်တွေဟာဒီထဲမှာဘုရားကတော့သုံးခုပဲတိုက်ရဟောခဲ့တယ်တစ်ခုလုံးလို့ရှိရင်ဆံရ၄ခုပါဒီတစ်ခုလုံးလို့ရှိရင်ဆံရ၆ခုလောက်ပါဒီတစ်ခုလုံးလိုက်လို့ရှိရင်ဆံရ၅ခုကုန်ပါတော့အဲ့ဒါစာစီကုန်းနေလို့ရှိရင်အလုပ်တစ်ခုလည်းပါတော့မှန်သွားလိုက်ပါအဲ့ဒါတတုံးကြီးကိုသွားဆွဲလိုက်စိတ်တုံးနဲ့ချမ်းခွဲဖို့လည်းဒီသွားနှစ်ခုဖြစ်သွားလောက်ရကြဖို့ဒီလောက်ရတယ်ဘုရားဒီပြန်သုံးကြတဲ့နေရာသုံးဖို့ဒီလိုတစ်ခုတည်းမှာကိစ္စဘယ်နှခုရွတ်ဆောင်ကြုံမေးရင်မလို့မျိုးမျိုးရွတ်ဆောင်မဖြစ်ရဘူးကောင်းပြီဒါဖြင့်ဒီညာတစ်ခုတည်းကအမျိုးမျိုးရွတ်ဆောင်ဒီညာတစ်ခုရောဒီညာတစ်ခုရောသူမျိုးမျိုးရွတ်ဆောင်တာရှိတော့ငါပြောတဲ့ကိုရမေကြီးညာနဲ့ကြည့်လို့ဒီသုံးခုပြီးတော့ပါတော့ရှင်းဒါဖြင့်ယထာဘုဒ္ဓညာနိဗ္ဗိဒညာမဲ့ညာဒီသုံးညာကရှိတယ်ဟုတ်လားတရားနောက်ရေးတဲ့ကနောက်ဒီ16ပါးတွေရေးတာကစင်္တရိပုတ္တိစင်္တရိပုတ္တိရေးပရိသတ်ကမဲ့ဆိုတာကလားဒီမိဝိသုဒ္ဓိမဲ့ဆိုတာကတော့နောက်လူရေးတာအဲ့တော့ဒီဓမ္မ၄ညာပါသွားသတ္တဗုဒ္ဓညာဒီဓမ္မ6ညာပါဒီဓမ္မ9ညာပါသွားစုံသေးဘူးလားအဲ့တော့ဒကာဓမ္မတို့ခင်ဗျားတို့ကြတော့ဇေဘုန်းကြီးရင်းချတယ်ဖြစ်နေတော့ဒီတိုင်းကလည်းပထမအပြစ်ကိုတည်းမြင်လူတွေအပြစ်မဟုတ်တာရှိတတိယအပြစ်မဆုံးသေးဆုံးအောင်လည်းပြီးရခင်ဗျားတို့အပြစ်ဆုံးရင်ဘာတွေ့မှာလဲနိဗ္ဗာန်တွေ့ဒါသုတောင်းနေရတယ်အပြစ်ဆုံးအောင်လည်းတွေ့တာပါလားတရားပြည့်ကြည့်လိုက်ဗျာဒီကတရားဥရှင်ဒါတရားဆုံးဟုတ်လားအဲကြောင့်သူကနိဗ္ဗာန်သိဒါကတရားလေဒါကနိဗ္ဗာန်အဆုံးဒါတော့လည်းဓမ္မတို့ဒီတိုင်းလည်းလုပ်တတ်ပလားဉာဏ်နဲ့ခုနဲ့လုပ်ကြသုံးခုနဲ့လုပ်ကြတယ်သုတောင်းနေတယ်သူကဝင်လာတယ်ကိုယ့်ကိုစဉ်းစားအပြစ်ကြီးပြီးမြင်မလားလို့သာကြည့်နေကြကြည့်နေဒီဉာဏ်ရဒီဉာဏ်ရရင်ဒီဉာဏ်လာတော့ဒီဉာဏ်ရလို့ရှိရင်ဒီဉာဏ်လာဒါကြောင့်တရားစလိုက်တယ်ဒီဉာဏ်ရတရားလဲတော့ကျရင်ဒီဉာဏ်ရတရားဆုံးဒီဉာဏ်ရဒါကြောင့်တရားဘောပိကိစ္စပြုဉာဏ်နဲ့ဒီလိုဆက်ချက်ပြီးတယ်ချက်ဘူးလားဒုက္ခလည်းသာမို့ဆက်ချက်ပြီးရေးရပါဥစ္စာရာသူအကောင်းသွားတာနဲ့ခေလိုက်ကြတယ်ဒါလည်းပြန်ကြဒါလည်းပြန်ကြတယ်ဆိုတော့ဘောကြကြအဲဘုန်းကြီးတွေကဓမ္မတွေအလုတ်စင်ရပါလားပထမပါကြည့်ရဖြစ်တဲ့နေရာမကြည့်ဘူးဒုတိယဘယ်လိုကြည့်ရတတိယဘယ်လိုကြည့်ကြဒါကမှတ်တာဒါမှတ်တာဥဒ္ဒေမှတ်မိဒါကပထမပါကြည့်ရဒုတိယပါတတိယပါဖြစ်တဲ့ဆောင်းကြည့်ဆိုတဲ့ဥစ္စာရှားမဟုတ်ဘူးဒီဖြစ်တဲ့ကြီးကိုယုံမောပြီးမလို့ခြင်းအောင်ကြိုက်တဲ့အခါမလို့ခြင်းပြောက်သွားတယ်အဲ့ဒါဆုံးတာပဲဆုံးလို့ရှိရင်ဖြစ်ပြလဲဆုံးရောဖြစ်ပြမရှိတာကြီးပေါ်လာအဲဒီနိဗ္ဗာန်ပေါ်လာတယ်ဆိုတော့သဘောကျဘယ်ဥပဒေမလွတ်တတ်เสียရှိသေးတယ်ဒီတကျိုးတဲ့လိုက်ပြန်များနဲ့တန်များနဲ့ဥပဒေခန္ဓာကိုယ်ထဲမှာဝေဒနာတွေတကျိုးတဲ့လိုက်ခံလိုက်စိတ်တကျိုးတဲ့လိုက်ခံလိုက်ရုပ်ခံရုပ်တကျိုးတဲ့လိုက်နဲ့နောက်ဆုံးမိတ်ကြတော့ဘာရှိရှိဒါလည်းအပြက်ရုပ်ရှိတဲ့ပုဂ္ဂိုလ်လည်းအပြက်ဉာဏ်ရှိတာစိတ်ရှိတဲ့ပုဂ္ဂိုလ်ကဘာရှိရှိဘာရှိသေးသဘောကျကိုယ်ဉာဏ်ကတော့ဖြင့်ပြီးတော့ရုပ်မှာဒါအပြည့်နေနေဆိုရုပ်ဖြစ်ဟုတ်လားမရှိတဲ့လည်းဘယ်လိုပဲလေးရှိရမလဲဆိုတော့ဘုန်းကြီးပြောမှာလေဟုတ်လားအဲ့တော့အခုချိန်မှာတော့ဖြင့်ဘာမှပြောင်းများနဲ့ဝင်တော့ရင်ပေါ်တဲ့စိတ်နတ်ဉာဏ်ကတော့ရှိနေတဲ့စိတ်ရတယ်ဒီလိုလုံးပေါ်တဲ့စိတ်လည်းမရှိဘူးလားရှိပါတယ်ဒုက္ခစိတ်ဒီလိုလုံးပေါ်ဒုက္ခစိတ်ပဲအဲ့ဒါသူပေါ်တဲ့နေရာကတဲ့ဘယ်ရှိနေလို့ရှိရင်ကြာတော့ဒီလိုကြီးပြောက်သွားအပြည့်အစုံမြင်တယ်ဒီလိုကြီးပြောက်သွားတာအပြည့်ကြီးမြင်တယ်အပြည့်ကြီးမြင်တဲ့ပုဂ္ဂိုလ်ဒုတိယပါစဉ်းစားလို့ကြည့်ရပါတော့ဥပ္ပန္နအပြည့်ကြီးမြင်တဲ့ဒုတိယပါသူညာဘယ်လိုပြောင်းလာလိမ့်မယ်ရှင်မဟုတ်ပါဘူးဟာသူ့တက်တယ်ခင်ဗျားတို့တက်ပြရစီဆိုလို့မရဘူးသဘောကျအဲ့တော့ဘုရားခင်ကိုရမေကြီးကဟောတယ်နိဗ္ဗာန်ဘုလားတော်ဆိုပြီးတော့မနေ့ကတော့ကြောင်းဟောယောဂုတ်တွေရံပုတ်တွေဒီပန်နိဗ္ဗာန်တော့အကျဉ်းပုဂ္ဂိုလ်ဒီရုပ်ရှင်ရုပ်ညင်းငွေလာလိမ့်မယ်ရုပ်ညင်းငွေလာလိမ့်မယ်ရုပ်ကိုညင်းငွေပါမရအောင်ရှုလိမ့်မယ်အဲ့ဒီညင်းငွေပါမရအောင်ရှုတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုပုဂ္ဂိုလ်လို့ဆိုကြတော့လို့မေးလို့ရှိရင်ငါဘုရားဟောမယ်လောကုတ္တရာနဲ့လျော်ကျင့်နေတဲ့ပုဂ္ဂိုလ်လို့ငါဘုရားမင်းပေးလိုက်တယ်မက်နဲ့လျော်ကျင့်ညင်းငွေအောင်ရှုနေတဲ့ပုဂ္ဂိုလ်ကမက်နဲ့လျော်ပြီးသွားသဘောကျညင်းငွေအောင်ရှုနေတဲ့ပုဂ္ဂိုလ်ကဆိုကြမက်ရလို့လျော်နေပြီသဘောကျ
ညီငောင်ရှိတဲ့ပုဂ္ဂိုလ်ဒီဘာနဲ့လျော်တယ်ရှင်းပြီနော်ညီငောင်ရှိတဲ့ပုဂ္ဂိုလ်ကဘာနဲ့အလျော်ဖြစ်မလဲကောင်းပြီဒါခင်ဗျားတို့ရတဲ့ပါဠိနဲ့ကြိုက်ပါလိမ့်မယ်ဟောတာကဓမ္မာနုဓမ္မပฏิပတ်တိဆိုတာနှစ်ခုရှိတယ်နော်ဟောတာကဓမ္မလက်ပုဂ္ဂိုလ်တရားပို့ပါဟောတာကဓမ္မာနုပฏิပတ်တိဒီရဖို့လျော်အောင်ကျင့်နေကျင့်ဟောတာကဓမ္မနော်ဒါကဓမ္မနဲ့လျော်အောင်ကျင့်နေကျင့်သူကဓမ္မာနုဓမ္မပฏิပတ်တိသူကဓမ္မသူကအနုပฏิပတ်တိတပည့်ကသူကအနုပฏิပတ်တိဆိုတော့သူနဲ့လျော်အောင်ကျင့်လိုက်လို့ရှိရင်သူ့ကိုရအောင်ဒီနိဗ္ဗာန်နဲ့မြန်နဲ့ကျင့်လိုက်ရင်သူ့ကိုသူ့မတောင်းနဲ့သူ့စီရောက်ပါဘာလို့လဲတော့သူ့ရောက်ဖို့သူကလျော်နေတာပေါ့ဒါကြောင့်ဓမ္မာနုဓမ္မပฏิပတ်တိမှာသူကဓမ္မအနုပฏิပတ်တိဒါကြောင့်ဣမာယဓမ္မာနုဓမ္မပฏิပတ်တိဣမာယဓမ္မာနုဆိုသူကဓမ္မနော်သူကဓမ္မပฏิပတ်တိတရားနဲ့လျော်ဟောဒီမတရားရဖို့လျော်တယ်ဒါကြောင့်သူကမတရားရဖို့လျော်တဲ့နိဗ္ဗာန်ညာဒါကြောင့်ဒီနိဗ္ဗာန်ညာကိုလျော်တဲ့ညာရနေတဲ့ပုဂ္ဂိုလ်ကဒီကိုရမလားမရောက်ဘူးလားဆိုတွေးသူနဲ့လျော်အောင်လို့သူကညင်းကုန်ကြည့်ညင်းမရမတ်တတ်နဲ့ပဲမလို့ချင်းဆိုတော့တက်တာဒါကြောင့်သူကဓမ္မအနုပฏิပတ်တိခင်ဗျားတို့ဆရာရှိခိုးလိုက်ကဓမ္မအနုဓမ္မပฏิပတ်တိဆိုတာသူနဲ့သူကိုဆိုတာခင်ဗျားတို့ဆရာရှိခိုးနေလို့ခက်နေတာရုပ်ရည်လားခင်ဗျားတို့ဆရာရှိခိုးနေလို့ခက်နေတာဓမ္မဆိုတာရေးတဲ့ဘုရားကလက်ပုဒ်တရားကိုဆိုတာဓမ္မအနုပฏิပတ်တိဆိုတာကနိဗ္ဗာန်ဉာဏ်ကိုဆိုတာဆိုသူကမှဒီကိုရအောင်လျော်နိုင်နေတယ်သူကဟာကဘာမှမလျော်ဘူးနိဗ္ဗာန်ဉာဏ်ကမှဒီကိုရောက်ဖို့လျော်တဲ့နည်းနဲ့ပို့ရှင်းမလားသူကဓမ္မနဲ့လျော်တာသူကဓမ္မနော်သူကဘာတော့ဒါဖြင့်ဓမ္မနုပฏิပတ်တိရှင်းလို့ပဲအဲ့တော့ခင်ဗျားတို့ဗုဒ္ဓံပူဇော်ကြီးလုပ်နေတော့ခက်နေတာဗုဒ္ဓံပူဇော်ကြီးတော့မဟုတ်ဘူးဒီလိုရအောင်လို့ဒါကိုကျင့်ပေးလို့ပြောတာဝိမိဗလားဒီနိဗ္ဗာန်ဉာဏ်ကျင့်ပေးလို့ရှိရင်မင်းတို့ဒီရောက်မယ်ဓမ္မကဒါနော်ဓမ္မအနုပฏิပတ်တိကဟုတ်ပြီလားဓမ္မအနုပฏิအကျင့်တွေအများကြီးရှိတယ်ဒီနိဗ္ဗာန်ဉာဏ်ကိုဆိုဒါနိဗ္ဗာန်ဉာဏ်ကိုဆိုတာပါတဲ့ဓမ္မအနုပฏิပတ်တိဆိုတာနိဗ္ဗာန်ဉာဏ်ဆိုတာဓမ္မကလည်းပုဂ္ဂိုလ်တရားအဲ့တော့သာဝေထဲမှာခင်ဗျားတို့ကပါသွားတော့လောကုတ္တရာတရားအလျော်တော့အကျင့်များဖြင့်ရှ िख ိုးပါပြီဆိုတော့ဟောချက်တော့ကျင့်တာလည်းမဟုတ်ရှ िख ိုးပါပြီပြီးတော့သုံးပြီးကုန်ချုပ်သွားတယ်ကျင့်ရမယ်ဆိုရှ िख ိုးဖြစ်သွားတယ်ကိုယ့်ဟာကိုယ်ရှာတယ်မှာဘာဆိုလို့ဘာမှမသိလိုက်ဟုတ်ကလားလောကုတ္တရာတရားကိုပါဒီကဥက္ကံဟုတ်လားဘယ်လိုတော့ကျင့်လို့ရှင်ကျင့်ပါ၏ဆိုရင်လည်းကြိုက်ရှ िख ိုးပါ၏ဆိုတော့ဘောကြတော့ဟမ်ရှ िख ိုးပါ၏ဆိုတော့လောက်ထားတာကအများကြီးကောင်းတာလောက်ထားတာဒါကြောင့်ဗုဒ္ဓလူကြီးကဆက်သွားတယ်နိဗ္ဗာန်ရမယ်ဆိုဗုဒ္ဓလူကြီးဆက်သွားတယ်ဘလောက်နဲ့ကြောက်ကြကောင်းတယ်ဆိုတော့ဘုရားကမသိကြဘူးခင်ဗျားတို့ဒါမင်းကတော့ပြောရရတယ်မင်းတောင်မျိုးပြောလုံးဟာဣမ္မာနုဓမ္မနုပတိရဗုဒ္ဓံလူသေးမှုကြီးများတယ်ဘုရားလူသေးမှုကြီးလောက်တယ်သူကဗုဒ္ဓံလူသေးမှုကမဟုတ်ခဲ့တယ်သူကနိဗ္ဗာန်ဉာဏ်ဟုတ်လားဒါကိုကြီးငွေတော့ဒီမဲ့ရဖို့မလျော်ဘူးအဲ့ဒါကြီးငွေကများလို့ရှိရင်ဒီရောက်မယ်ဆိုကြီးငွေကများအောင်လုပ်ရင်မင်းတို့ဒီရောက်တယ်ဒါကိုပြောတာပူဇော်မှပြောတာဟုတ်ကြီးငွေကများအောင်လုပ်လို့ရှိရင်မင်းတို့မဉဏ်ရဒါမှလက်ပုဒ်တရားတဲ့နဲ့လျော်တော့ပေါ့ပဲလက်ပုဒ်ပြရဟန်းနဲ့မလျော်ဘူးလားဒါကနိဗ္ဗာန်ဉာဏ်ဒီဘယ်သူနဲ့ကန့်လျော်ကြုံသူဘယ်လိုကျေးဇူးပြုကြုံဆိုရင်ရိပ်ကြဘယ်ကျေးဇူးပြုလဲမဉဏ်ကျေးဇူးပြုကောင်းပြီလားဖြင့်မဉဏ်ကလက်ပုဒ်ပြကျေးဇူးပြုတာကလျော်တယ်ဗျာလျော်ရတာနဲ့ကျင်တယ်အဲ့ဒါကလျော်လို့ရှိရင်အဲ့ဒီမဉဏ်ပေါ်ရမယ်ဘာဖြစ်လို့ဒီမဉဏ်ပေါ်ရမလို့ဆိုရင်ဒုက္ခပိုင်းခြားလိမ့်မယ်ကွာဘာဟာနာပရိညာနဲ့ပိုင်းခြားပလိုက်လိမ့်မယ်ဒီဉာဏ်ပေါ်လာတယ်ပိုင်းခြားတဲ့ဉာဏ်ကိုပေါ်လာမယ်ပေါ်လာခြင်းဒုက္ခပိုင်းခြားတယ်ဆိုတော့သမုဒယံပယ်ပြီနိရောဓကမျက်မှောက်ပြုပြီရှင်းတယ်ဒါပြန်မှန်လို့ဓမ္မပฏิပတ်တိကွဲကြတာဆိုရင်ဘာကပါတော့ဓမ္မအနုပฏิပတ်တိကနိဗ္ဗာန်ဉာဏ်ဒီပြန်ကျင့်မှာနိဗ္ဗာန်အကျင့်အဲ့ဒါတိုင်းဥပါဒိကမှာသိချတာဘုရားမူသိမိမလားဘူးနော်ဓမ္မမူသိမိရောရောက်ရှိတာမလားဘူးဓမ္မမူသိမိရောမလားဘူးဒါလျော်တော့ကျင့်ဟုတ်လားလျော်တော့ကျင့်ရင်ဒီကောပါဘူးမလုပ်နဲ့လျော်တော့ကျင့်ရင်ကျင့်တာနေကျင့်ဒီလျော်ပါလို့ဒီရပါလိမ့်မယ်သိမိဗလားမေတ္တာမေတ္တာတူရသလိုနဲ့ဒီလိုဖြစ်နေတာမေတ္တာတူကကရဏီယံဖြစ်ခြင်းအ၏ပြီးပါမယ်ကျင့်ရတယ်ခင်ဗျားကအင်္ဂရိယရုပ်တော့ဆက်သိမိဗလားပြောတာလို့ရှင်းလို့ဒီရင်တော့ကြောင်းလို့